အားလုံးပဲမင်္ဂလာပါကိုထဲရဲ့ GG channel လေးကနေကိုမရအားလုံးကိုထွေးတော်ပြပြန်လဲကြိုဆိုလိုက်ပါဗျာနော်ကိုထဲကိုမရအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေလိုရင်းဆန္ဒတွေတလုံးတော့ပါလဲပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလူရဲ့ဆန္ဒတွေပြည့်ဝကြပါစေကိုမရအားလုံးပဲမနေ့က17ရက်12လ2025ကြာသာပရင်းအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်အမျိုးတွေအားလုံးပဲရရမယ်ပေါက်ရမယ်ဗျာနော်ရအောင်လဲကြိုးစားပေးထားပါတယ်အမျိုးတွေအားလုံးကလည်းကိုထဲကဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုတွေ့တာနဲ့လိုင်းလက်မလေးတွေနှိပ်ပြီး share လို့ရတဲ့နေရာလေးမှာ share ပြီး comment ကလေးမှာမင်္ဂလာပါလို့တယောက်တစ်ကြောင်းလေးစီမှန်ပြီးအမျိုးတွေအားလုံးအတွက်အကောင်းဆုံးကြိုးစားပေးထားတယ်ရှာလည်းပေးထားပါတယ်เนาะကိုထက်ကအမျိုးတွေအားလုံးပဲရရမယ်ပေါက်ပါမယ်ဗျာเนาะမနေ့ကကိုအကိုမတွေအားလုံးပဲရသိခြင်းနဲ့ပေါက်စေခြင်းနဲ့စံနာလေးနဲ့ပါเนาะအမျိုးတွေအားလုံးပဲရပါစေပေါက်ပါစေဆိုတဲ့စံနာလေးနဲ့เนาะကိုမရလုံးကဘေးတရား200ကိုမမတမျိုးပဲဘေးတရား200မကရအောင်ကြိုးစားပေးထားပါတယ်ကျွန်တော်တို့လည်းတရားဖို့လည်းထဲမထိုးပေးရပါဘူးငါးတဲ့ဖို့လည်းထဲမထိုးပေးရပါဘူးဗျာနော်စေတနာလည်းပေးတာပါအမျိုးတွေအားလုံးပဲကျွန်တော်ပေးထားတဲ့ကျွန်တော်ကန်ဆက်ထားတဲ့အမျိုးတွေအားလုံးပဲကျွန်တော်ပေးထားတဲ့ဟာလေးဆက်လိုက်ထားပါမနက်ဖြန်ကမနက်မှာအကောင်းဆုံးဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒီ like လေးကိုကြည့်နေတဲ့အမျိုးတွေအားလုံးကလည်းကျွန်တော်ရှင်မှာကန်ဆက်ထားတဲ့အမျိုးတွေအားလုံးပဲရှိရဆိုရင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဘယ်သူကမှအဖေမခေါ်ဘူးအကုန်လုံးကိုပေးတယ်လာတောင်းတဲ့လူမှန်သမျှအကုန်လုံးပေးတယ်နော်ဒါကြောင့်မလို့အကုန်မတွေအားလုံးပဲရသိခြင်းနဲ့ပေါက်စေခြင်းနဲ့ဒီလိုမျိုးစိတ်သက်ပဲရှိတယ်ဘလို့စိတ်သက်တဲ့မျိုးနဲ့မှမရှိဘူးဒါကြောင့်မလို့အမျိုးတွေအားလုံးကလည်းကိုထက်က channel လေးကိုတွေ့ရနဲ့လိုက်လက်မလေးနှိပ်ပေးပါ share လို့ရတဲ့နေရာလေးမှာ share ပေးပါမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါ channel လေးကိုတွေ့ရနဲ့ subscribe နှိပ်ရသေးရင်အမျိုးတွေအားလုံးပဲ channel လေးကို subscribe လေးနှိပ်ပေးကြပါလို့မြင်တာရက်ခံကြပါတယ်နော်အများကြီးလဲကြာတာမဟုတ်ဘူးပေတရား200လောက်ကုန်အောင်ပတ်သက်မျိုးပါနဲ့ပေတရား200မကရအောင်ကြိုးစားပေးထားတယ်ရှာပေးထားပါတယ်နော်ဒါကြောင့်မလို့အမျိုးတွေအားလုံးပဲကျွန်တော်အကြာကြီးလဲမလွှင့်ဘူးနော်ကိုယ်နဲ့ကအမျိုးတွေအားလုံးပဲရပါစေပေါက်ပါစေဆိုတဲ့ဆန္ဒလေးနဲ့ပါနော်အမျိုးတွေအားလုံးပဲမနေ့က17ရက်12လ2025ကြာသာပရင်းနေ့အတွက်လာရောက်ပြီးတော့မျှဝေပေးတာပါအကူမတွေအားလုံးလုံးမိုင်ပတ်တီးရှိရဆိုရင်လည်းကျွန်တော်ပေးတဲ့လုံးမိုင်ပတ်တီးလေးနဲ့ကတ်ထိုးပါနော်ဘလိုလေးပဲပေါက်ဘလိုလေးပဲရစေခြင်းလို့ပေါက်စေခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတာပါနော်အမျိုးတွေအားလုံးကလည်းကိုထက်ကစေတနာကိုနားလဲတယ်ဆိုရင်တဦးမြတ်တာတဦးစေတနာပေါ့ဗျာနော် channel လေးကိုတွေ့ရနဲ့လိုက်လက်မလေးနှိပ်ပေးမရဲမကြော်ပဲကြည့်ပေးနော် share တဲ့အမျိုးတွေအားလုံးက share ပေးပါမ share တဲ့လိုက်လက်မလေးနှိပ်ပေးက comment ကလေးမှာမင်္ဂလာပါလို့တရားတော်ကြောင်းလေးမှန်ပေးကနော်အမျိုးတွေအားလုံးကိုရသိခြင်းလို့ပေါက်စေခြင်းလို့ပါအပျော်လေးတွေမျှဝေတာပေါ့ဗျာနော်ပတ်တိမပတ်နိုင်တဲ့အကူမတွေအားလုံး main ကွက်ကလေးထိုးပါကျွန်တော်ကြိုက်တဲ့ main ကွက်ကလေးတွေပဲပေးထားတာဒါကြောင့်မလို့အကူမတွေအားလုံးဘလိုလေးပဲရဘလိုလေးပဲပေါက်ပေါက်ကျွန်တော်အစင်မပြေဘူးဆိုတာကျွန်တော်ခကြီးတွေဒါထွက်နေရလို့ပါနော်အခုဒီအပတ်တွေထဲမှာဆိုကျွန်တော်ခကြီးထွက်ရတာတော်တော်များလို့ပါเนาะဒါကြောင့်မလို့ကျွန်တော်အဆင်မပြေဘူးဒါကြောင့်မလို့အခုခကြီးရတဲ့နားပြီးအကူမတွေအားလုံးတော့ရအောင်လဲရှာပေးမယ်ပေါ့အောင်လဲကြိုးစားပေးမယ်ယုံကြည်တဲ့အကူမတွေအားလုံးတော့ကျွန်တော်အဆင်ပြေအောင်ပြန်ကြိုးစားပေးပါမယ်เนาะအခကြီးရထွက်ရတာအဆင်မပြေလို့ပါเนาะမထွက်မဖြစ်ကလေးမလို့ကျွန်တော်ထွက်နေရတယ်ဒါကြောင့်မလို့အဆင်မပြေမှုလေးဖြစ်တဲ့အတွက်ကျွန်တော်လည်းတောင်းပန်ပါတယ်အမျိုးတွေအားလုံးရသိခြင်းနဲ့ပေါက်စေခြင်းနဲ့ဒါကြောင့်မလို့ကျွန်တော်လည်းလက်တွဲမှုတဲ့အမျိုးတွေအားလုံးပဲအတီးဆုံးပါเนาะကျွန်တော်ဘယ်လိုရှာပေးတယ်ဘယ်လိုရအောင်ကြိုးစားပေးတယ်ဆိုတာเนาะအခုကခကြီးရလဲထွက်နေရတဲ့အတွက်ကျွန်တော်အဆင်မပြေမှုလေးတွေဖြစ်တာပါเนาะဒါကြောင့်မလို့အမျိုးတွေအားလုံးကလည်းကိုထက်ကိုစေတနာလေးကိုနားလေတယ်ဆိုရင်ကိုထက်က like လေးကိုအစားအဆုံးလေးကကြည့်ပေးပါ like လက်မလေးနှိပ်ပေးပါ share လို့ရတဲ့နေရာလေးမှာ share ပေးပါเนาะကိုတူဦးတယောက်ရဲ့ကောင်းသားရေးနဲ့မဟုတ်ပဲအများမြင်အများတွေ့အများပေါက်လို့ရမယ့်နေရာလေးဒီမှာ wine share ပေးပါ channel လေးကို subscribe မရသေးတဲ့အကူမတွေအားလုံးက channel လေးကို subscribe လေးနှိပ်ပေးကြပါဗျကဲအဲ့ဒါဆိုကျွန်တော်ကဏ္ဍလေးပြောမယ်ဗျာနော်17ရက်12လ2025ကြာသာပတင်းနေ့အတွက်လုံးမိုင်ပတ်တီးသည်3ညပိုင်း6ပိုင်းเนาะ3ညပတ်တီး6ပတ်တီးပါအမျိုးတွေအားလုံးလုံးမိုင်ပတ်တီးရှိရဆိုရင်3ညပါသောကဏ္ဍ6ပါသောကဏ္ဍများနဲ့ကတ်ထိုးပါเนาะ3ညနဲ့ပတ်သက်ရင် main ကွက်ကလေး3ည5 3ည1 3ည3 3ညခွန်ပါเนาะ3ည5 3ည1 3ည3 3ညခွန်ပါ6နဲ့ပတ်သက်ရင် main ကွက်ကလေး6 1 6 9 6 8 6 4ပါနော်6 1 6 9 6 8 6 4ပါဗျနော်လေးလုံးအပေးပေါက်အခွေလေးဒီ3ညာ3 2 6အခွေပါနော်3ညာ3 2 6အခွေပါအခွေလေးဒီ3ညာ3 2 6အခွေလေးပါနော်တကွက်ကောင်းလေးဒီ3ညာနဲ့ဆိုရင်3ညာ2ပါတကွက်ကောင်းလေး3ညာနဲ့ပတ်သက်ရင်3ညာ2ပါ6နဲ့ပတ်သက်ရင်63ပါ
နော်အမျိုးတွေအားလုံးပဲကျိုင်းနှစ်တက်ရအောင်ထိုးပါနော်ပတ်တိမပတ်နိုင်တဲ့အမျိုးတွေအားလုံးကမိန်ကွက်ကလေးထိုးလို့ရတယ်တစ်ခွက်ကောင်းလေးထိုးရအခွေလေးထိုးလို့ရကြိုက်တာကိုထိုးလို့ရတယ်နော်ကျွန်တော်တို့တရားဘုံမှာထည့်မထိုးပြရပါဘူး90ဘိုးလည်းထည့်မထိုးပြရအောင်ကဲကိုထဲအမျိုးတွေအားလုံးပဲစိတ်ချမ်းသာရေးကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူရင်ဆန္ဒတွေတစ်လုံးတော့ဝါတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလည်းကိုပါလူရဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောစကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေမနေ့ကကြာတော်ပရိနေ့မှာအားလုံးပဲအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတော့ပဲဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုရုပ်သိမ်းလိုက်ပါတယ်အားလုံးပဲပြန်ပြန်ကံကောင်းကြပါစေဗျ